ဒုက္ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဒုက္ခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟိဆယ်ပဲဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမှာကတော့ဆီယာမနုနုရီအင်ဝရေးသားထားတဲ့ကြားလီကျွန်တော်ဆိုတဲ့ဝတ္ထုတိုလေးနဲ့ခေါ်စာဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကြားလီကျွန်တော်ညနေဆောင်ကမှမူကဝေါ်ကနေအော်ပြီးရွာချလာတယ်။ထုံးစံအတိုင်းပဲလန်ဒက်တဲ့ဂျတူလီရဲ့ဘေကနေအော်တန်ကလည်းထွက်လာတယ်။ရိုးနေပြီဖြစ်တဲ့ကျွန်တော်နားထဲမှာတော့မိဂျတူရဲ့ကြီးတိုက်တန်နဲ့မိဖို့ကြောင့်ပကံစင်ပေါ်ကတက်ကဲဆွေးချတဲ့ကမိုးပေါက်တွေကျနေတဲ့အတန်ဟာဆိုင်းတန်နဲ့တချင်းတန်လိုပဲ။မုံပေးတော်တော်အော်နိုင်တဲ့ဟာမလေးနောက်ကိုဦးသွားတာပဲကြီးလိုက်ရင်အမေလိုပဲအဆူတော်ဖြစ်လိမ့်မယ်နဲ့တူရဲ့မအော်ရဘူးလေမိချစ်တူရဲ့အဖေပြန်လာတော့ကိုကြီးကဝယ်ကျွေးမှာပေါ့နော်ဟင်မုံပေးမိချစ်တူလေးကတော့မုံမရမချင်းအာကောင်ချစ်ပြီးအော်နေတော့မှာပဲကျွန်တော်ဘာတတ်နိုင်မှာလဲသူ့မျက်ရည်တွေနှာရည်တွေကိုတုပ်ပြီးရင်သူ့ရုံးကန်ထုရိုက်သမျှကိုခံယုံကလွဲလို့ကျွန်တော်ဘာတတ်နိုင်မှာလဲဟဲ့ဘသူလဲဒီလောက်အောငုံနေတာဟဲ့ဂျစ်တူးတို့မြောက်တူးတို့မောင်နှမတွေဘာဖြစ်နေကြလဲဟောလူမမြင်ရသေးဘူးအတန်ကအရင်ရောက်လာတဲ့ဖွားရွှေကုံအမေရဲ့စိုးပေါ်စိုးဘက်ဘော်ရာကြီးရွှေကုံသူမြတန်းကြီးဒါကြောင့်မို့လဲအဆူတော်ဖြစ်တာပေါ့သူ့အတန်ကျဲကြီးကိုကြားတာနဲ့မိချစ်တူရဲ့ငိုတန်းဟာခလုံးနှိပ်လိုက်တယ်လို့ပဲတီကနေပြက်တော့ပြီးငိန်သက်လိုက်တာမှကောင်းနေကျွန်တော်မှဝမ်းလဲဝမ်းသာရသည်တနာလေတနာရသည်ဘာလဲအာရှိကြီးတိုက်ပြီးငိုးနေတာဘာမှတ်လဲဟဲ့ဟိုကောင်လေးမြောက်တူးနင်တို့ဖေရောဘဲသွားလဲထမင်းရောစားပြီးပလားချက်ရောချက်ရသေးရဲ့လားဖွားရွှေကုံရဲ့အတန်ကျဲကြီးဟာကျွန်တော်တို့အိမ်ကန်းလေးကိုမောင်ပိုင်စီလိုက်ပြီးသူပြောချင်တာတွေကိုအဆက်မပြတ်ပြောတော့မှာတခါတည်းဖျားပန်းတွေလည်း6တယောက်နေတာပဲနင်တို့အမေများမြင်လို့ကတော့ဟမ်သွားလေသူများသူစားဟာနှစ်ခါပြန်တေချင်စိတ်ပေါက်သွားမယ်နင့်အဖေငမူရောလို့ဆိုကောင်းလေးအဖေဒိုးဝမ်းလိုက်သွားတယ်ဖွားရွှေကုံရညောင်တို့ကိုတညရီသွားတာဒီနေ့ပြန်လာမယ်တဲ့အော်အလုတ်လုတ်ဖို့တော့ရသေးတာပဲပတ်စံရောထားခဲ့ရလားကောင်းလေးထားခဲ့ပါတယ်ထမင်းတော့မစားဘူးမော်ရင်ကဝယ်စားတယ်စားရရဲ့သားနဲ့များဒီခါမလေးကဘာနှစ်ပူနှစ်စားလုံနေရတာတော့ခုနှစ်အိမ်ကြားရှစ်အိမ်ကြားဖွားရွှေကုံကလည်းကလေးဆိုတော့မုံစားကျင်တာပေါ့ဗျအောင်မဲဒါလေးများထိရင်နားပြီ तू ကဖေးအေးကြနေတာပဲရော့မုံဘိုး90ပြီးတော့ကြာသွားဝယ်ကျွေးလိုက်ဟွန်းကျွေးလို့သာကျွေးရတာအဲ့ဒီဟာမလေးကိုများငါကမျက်နှာကြောတဲ့တယ်များမှတ်မနေနဲ့ဖွားရွှေကုံအကြောင်းကိုကျွန်တော်ကသိပြီးသားပါဒါပေမဲ့3နှစ်သမီးမိချစ်တူကတော့ဘာသိရှာမှာတော့ဒါကိုပဲဖွားရွှေကုံတယောက်ကတော့ဒီ3နှစ်သမီးကိုပဲအမေကိုချစ်တဲ့ခင်နဲ့စိတ်နဲ့အသက်ကြီးမှသူ့ကိုမွေးရလို့အမေဆုံးရတယ်ဆိုပြီးရန်ရှာလို့မဆုံးရန်လို့မဆုံးတပြစ်တောက်ပြောလို့မဆုံးနေ့အမေကပြောစကားမှနားမထောင်တာမိသူစားညီးလင်ငမှုနဲ့နောက်ကလေးတယောက်တော့မရပါစေနဲ့နော်မယူနဲ့နော်နဲ့ငါအတန်တန်ပြောသားပဲတခါတည်းဟုတ်ကဲ့ပါစိတ်ချပါဒေါ်လေးရလေမြောက်တူးတောင်10နှစ်ကျော်နေပြီကျမကလေးမရတော့ပါဘူးတေချာပါတယ်နဲ့လေမပြောလိုက်ချင်ဘူးဟဲ့မြောက်တူးအခုနေ့အသက်ဘလောက်ပါလိမ့်အဖေပြောတာပဲ15နှစ်တဲ့ဟဲ့ဟုတ်ကဲ့လားဒီငမူးကလည်းတောင်ပြောမြောက်ပြောဟုတ်ပါတယ်ဖွားရွှေကုံရဲ့အမေဆုံးတော့ကကျွန်တော်12နှစ်ဥစ္စာအမေဆုံးတာ3နှစ်ရှိပြီလေဖွားရွှေကုံကအင်းဆိုပြီးငိုင်းတွေကြီးနေကျွန်တော်ကမိချစ်တူလေးကိုချီပြီးမုံဆိုင်ကိုမြန်ပြေးကျင်လာပြီဖွားရွှေကုံကမုံဘိုးတွေဘာတွေပေးတာနက်ပွဲရှိလို့လားဟုတ်လားအေးရှိတယ်မနှက်ပြန်တော်သေးတာပေါ့ဟိုအဆူတော်ကောင်မလေးတယောက်ကအတန်ဝင်းနေလို့ငါလာခေါ်တာကျွန်တော်တို့မုံဆိုင်သွားတော့မယ်နော်အေးဟဲ့နေရောခဏနေရောနင်တိုက်ဆုပ်တဲ့စီမှာအလုံးလုံးနေတဲ့ဆိုဟုတ်တယ်လေအဲ့ဒီလောက်ကပြီးသွားပြီဖွားရွှေကုံရကျွန်တော်ကမဆလာပဲတည်တတ်တာဥစ္စာအေးဒါဆိုအတော်ပဲနင့်ကိုအလုပ်ပေးရမယ်ဘာအလုပ်လဲနက်ဖြန်ငါနဲ့နက်ပွဲလိုက်ခဲ့ဟ
ဟိုမှာကြားလုံမဲ့သူလိုးနေတယ်ကြားဟုတ်လားဟာကျွန်တော်မှမလုပ်တတ်တာဟဲ့ဘာမလုပ်တတ်ရမှာလဲနက်ပွဲမှာစီးတော်ကြားလုပ်တဲ့လူနေငယ်ငယ်တော့မမြင်ဘူးလားမြင်တော့မြင်ဘူးတာပေါ့အေးလေပဝါလေးတစ်ထဲခေါင်းချီပြီးနက်ကတော့နောက်ကလေးဘက်ထောက်လိုက်ယုံမဲဒါပဲပြီးတော့ဘေးမှာထိုင်းနေတဲ့လူတွေကိုခေါင်းနဲ့တိုက်ပတ်စံတောင်းဟာဗျာရှက်စရာကြီးမလုပ်ချင်ပါဘူးဟဲ့ဘာမလုပ်ချင်ရမှာလဲပတ်စံရမယ်အလုပ်ကိုလူလေးရဖြင့်လက်တစ်စက်လောက်နဲ့ရှက်တလေးပါလေးနဲ့ခုပွဲရတတိပွဲဟဲ့တီးတန့်ပွဲပတ်စံရမှာနားလေလားကျွန်တော်ကိုဘယ်လောက်ပေးမှလဲ1000ပေးမှာပြီးတော့နင်ကောင်းတိုက်ကြီးလေးပါလေးလဲပေးအောင်ပါလေလိုက်မယ်ဗျာချမယ်ဟဲ့ကောင်မလေးကိုနင့်အဖေနဲ့ထားခဲ့နော်မခေါ်ခဲ့နဲ့နောက်ဆုံးတော့ဖွားရွှေကုံနဲ့ကျွန်တော်သဘောတူညီချက်ရသွားခဲ့ပါတယ်ဖွားရွှေကုံကမနဲ့ဖြန်မနဲ့စောစောတဲ့ပတ်စံတော့လိုချင်တယ်ဒါပေမဲ့ကျွန်တော်ကြောက်လဲကြောက်တယ်နတ်ဆိုင်တဲ့ဟာကျွန်တော်ရင်ကိုတတိတ်တိတ်ခုန်စေပြီးငိုလဲငိုစေချင်ပါတယ်အမေကိုတတိယလို့ပေါ့တနခါးတွေဖွေးနေအောင်လိမ့်ပြီးနှုတ်ခမ်းနေရဲရဲလေးစိုးထားတဲ့အမေအတန်ဆူဆူလေးကိုကျွန်တော်လွမ်းပါတယ်ဆိုင်ဝိုင်းကြီးဘေးနားမှာပုံပုံလေးထိုင်လေချောင်းတွေထောင်းနေအောင်တအားအော်ရရှာတာအမေဒီလောက်ကြီးတဲ့ဒီလောက်လှပခံထားတဲ့တိုက်ကြီးမျိုးကျွန်တော်တခါမှမမြင်ဘူးသူတို့ဧကန်ကြီးကနကနာပွဲမန္တတစ်ခုစာလောက်ကိုကျေတာအမေကမန္တမထိုးပဲအိမ်အောက်ထပ်မှာတဲ့နက်ပွဲလုပ်လို့ရတယ်ကြားလို့ရမှာကိုကြောက်ရတဲ့အထက်နက်ကတော့အဖွဲတွေကမိမရှာတွေကကြားလေးဆိုပြီးလာဖက်နံလို့ထွက်ပြေးရသေးတယ်စိတ်ညစ်ပြီးပြန်ကိုပြေးချင်ရောဟဲ့မြောက်တူးလောင်းအရေးတဲ့ဖွားရွှေကုံကပြရနဲ့လာပြန်ပြီဘာမပြောညာမပြောနဲ့ခြံနှောက်ကိုဆွဲခေါ်သွားပြန်နေနေမြောက်လိုကတက်လားကောင်လေးဟာမကတတ်ပါဘူးဖွားရွှေကုံကကျွန်တော်ကိုကြည့်ပြီးတကြိုးပကြိုးနဲ့ရည်တယ်နာမည်ကမြောက်နာမည်မှဲ့ထားပြီးမြောက်ကကြမကတတ်ဘူးဒီမှာကြည့်ငါလှုပ်ပြမယ်အေးဗျာဒုက္ခပဲဒီဘွားတော်ကြီးနဲ့တော့နှခမ်းကြီးထော်ခေါင်းတွေကုတ်ပြီးလူကပါပူကွာနဲ့မြောက်ကပြနေသေးတယ်တွေ့လားလွယ်လေးကိုနင်မလုပ်တတ်ဘူးလားမလုပ်တတ်ပါဘူးဆိုဖွားရွှေကုန်တော့ကျွန်တော်ကိုဇွတ်လုတ်ခိုင်းရင်ကျွန်တော်ပြန်ပြေးမှာဗျကဲပါပြန်တော့မပြေးပါနဲ့ကျေးဇူးရှင်လေးရဲ့ကြားလုတ်တာထက်မြောက်ကတာကပိုကောင်းတယ်ဟဲ့နင်နားမလဲပါဘူးတော်ပြီဗျာဘာတွေပြောနေမှလည်းမသိဘူးဒီမှာအလိုလိုနေရင်နေတိတ်နဲ့ဖြစ်နေပါတယ်ဆိုမှဟဲ့ကြားပဲမလဲကြားလေးဟောခေါ်ပြီဗျခေါ်ကုန်ကြပြီတိုက်ကြီးနောက်ဖေးတဲ့ကိုကျွန်တော်ဘလို့ပြေးဝင်သွားမိမှန်းလည်းမသိဘူးနတ်ဆိုင်တန်တွေကြားတဲ့ကလူတွေရှိကိုမိမရှာနက်ကတော့တယောက်နဲ့အတူတူဘလို့ရောက်သွားမှန်းလည်းမသိလိုက်ပါဘူးကော်စောကြီးပေါ်မှာလေးဘက်ထောက်လေးနဲ့ဟူပြေးဒီပြေးလို့နက်ကတော့ကစီးတော်ကြားပေါ်မှာထိုင်ပြီးစကားပြောချင်ရင်ငိမ့်နေလိုက်ရနဲ့တချို့မိမကြီးတွေကကျွန်တော်ခေါင်းကိုပွေဖက်ပြီးစုတွေအများကြီးတောင်းကြတယ်ရင်မွေးတွေဖျန်းတာကိုတော့ကျွန်တော်အကြိုက်ဆုံးပဲကျွန်တော်တကောင်လုံးမွေးကြိုင်နေတာပဲဖွားရွှေကုံအတန်ကျဲကြီးကိုတောင်မကြားတစ်ချက်နဲ့ကျွန်တော်အခန်းဘလို့ပြီးနောက်ဘက်အခန်းနဲ့ဘလို့ပြန်ရောက်သွားမှန်းကိုမသိဘူးကျွန်တော်တကူလုံးတုံပြီးချွေးထီကရွှဲနေတယ်ခေါင်းပေါင်းပဝါစားကိုကျွန်တော်ဆွဲချွတ်ပစ်လိုက်တယ်ဟာပိုက်ဆံတွေခေါင်းပေါင်းပဝါကြားတွေကထွက်လာတဲ့ပိုက်ဆံတွေအများကြီးပဲဟဲ့ဟိုကောင်လေးပဝါတွေကအရွက်ကြီးမပိုင်သူ့ကိုပေးလိုက်နက်ကတော့အကြီးဆုံးရဲ့လှမ်းပျော်တန်းနဲ့အတူသူ့တပည့်မိမရှာတယောက်ကပတ်စံတွေကိုဖြတ်ခနဲလှမ်းကြည့်ပြီးအရွက်ကြီးမပါပါဘူးယူလိုက်တဲ့200တန်းနဲ့ရာတန်းအခောက်လေးတွေကိုပြတလဲကျွန်တော်စုပြီးကောက်လိုက်တယ်တော်တော်များတယ်တုံရင်နဲ့ကျွန်တော်ရေကြည့်မယ်လို့တုံးဟောမြောက်ကြီးရဲ့နောက်ဖေးကန်းကလူတွေတဲကနေလှုပ်သွားကြပြီးရှေ့ဘက်ကန်းကိုပြေးသွားကြတယ်ဘာဖြစ်တာလဲဟောဗျာမင်းသမီး3ယောက်လိုစတုံးတွေပန်းတွေမိတ်ကက်တွေနဲ့ပြင်ဆင်ပြီးထွက်သွားတဲ့မိမရှာ3ယောက်ဟာဖွားရွှေကုံလှုပ်ပြသလိုကုန်းကွာနဲ့မြောက်ကလို့လူတွေကလက်ခုပ်တီးကြလို့အဲ့ဒီအချိန်ဆိုဖာကြီးပေါ်ကနေရုတ်တရက်ထရက်လိုက်တဲ့သူကမိချစ်တူတို့အရွယ်ကလေးလေးတယောက်ပေါ့သူကအားရပါရလက်ခုပ်လေးတီးပြီးတခိခေအော်ရီနေတယ်ခေါဝင်လှလေးတအီလှုပ်သွားအောင်လေခုံပေါက်လိုက်တယ်ပြီးတော့သူ့ဘေးနာကငွေဖလားတွေကနေပတ်စံတစ်ထပ်ကိုဆွဲယူလိုက်ပြီး900တန်းနဲ့200တန်းတွေကိုမြောက်ကနေတဲ့မင်းသမီးတွေစီကိုလှမ်းပစ်ပေးတော့တာပဲတရွက်ပြီးတရွက်အော်သူကဒီအိမ်ရှင်ရဲ့တူဒီတော်မြေးမလေးတဲ့ဖွားရွှေကုန်ကြီး
ကျွန်တော်သဘောပေါက်ပါပြီကျွန်တော်ဘာလို့မြောက်ကကာစီခြင်းနေဆိုတာကျွန်တော်သိပြီငေးကြည့်နေတဲ့ကျွန်တော်ပခုံးကိုတစုံတစ်ယောက်ကအသားအရာတို့တယ်ပြန်တော့မလို့နဲ့တူတယ်စိတ်နေရွှေတွေအများကြီးနဲ့အန်တီတစ်ယောက်ကသူထိုင်ခဲ့တဲ့နေရာကိုမင်းငေါ်ပြတယ်သူထိုင်တဲ့ဘေးနားမှာနက်တွေဝင်တော့ကစွန့်ခဲ့တဲ့စားစရာတွေစားတော်စားတွေအပုံလိုက်ကြီးရှိတယ်ယူလိုက်တော့တယ်ကျွန်တော်ကိုပေးတာတဟုန်တို့ပြည့်ပြီးကျွန်တော်ပစိုးတဲ့တိမ်ကြုံထည့်လိုက်တယ်မုတ်တုတ်တွေချိုချင်တွေဘဲဥပြုတ်ပန်းသီးတစ်တော်သီးတွေပြီးတော့ဝေဖာတို့ရှည်ရှည်လေးတွေနိုင်ငံခြားပြည်ဝေဖာတို့ရှည်ရှည်လေးတွေမိချစ်တူလေးဘလောက်ငိုပြီးပူစားကျွန်တော်အမြဲရှောင်ပြေးခဲ့ရတာလေဒီအထုပ်မျိုးလေးတွေကိုတခါမှမစားဘူးရှာတဲ့ကျွန်တော်ရဲ့ညီမလေးအဖေအိမ်ပြန်နောက်ကြတဲ့နေ့တွေမှာကျွန်တော်တို့မောင်နှမ2ယောက်ရေကိုမုတ်လို့တောက်ပြီးအိပ်ပျော်ခဲ့ကြရတာလေကျွန်တော်နောက်ဆိုရင်ဖွားရွှေကုံကြီးနဲ့နှက်ပွဲအမြဲတမ်းလိုက်မယ်ကြားလဲလုံမယ်မြောက်လဲလုံမယ်ဘာပဲခိုင်ကျွန်တော်လှုပ်ပါမယ်ခိုင်သမျှကျွန်တော်လှုပ်ပါမယ်ကျွန်တော်လုံးဝမရှက်တော့ပါဘူးဆလပီခေါ်စာဆိုတဲ့ဝတ္ထုတိုလေးကိုလည်းဖတ်ပြပေးပါမယ်နေပူလီပူအောက်မှာကြက်တီကုန်းမြေပေါ်ကပြောင်းပင်ဆက်ပင်တွေရင်းရိုင်လှုပ်ရှားနေကြတယ်ပြောင်းပင်ဆက်ပင်တွေကြားကတဲရင်စုလင်ငါအိမ်ကိုဟိုနာတလုံးဒီနာတလုံးလှမ်းမြင်နေရတယ်တစ်ပင်လီတိုးတန်ကလွှဲရင်အားလုံးဟာတိတ်ဆိတ်ငြိမ်သက်လို့တစ်ချက်ထွက်ပေါ်လာတဲ့ဂျိုးကူတန်တဲတဲနဲ့အတူနေပူလေးမှုတ်ထားတဲ့တဲရင်စုလေးတွေပေါ်မှာလွှမ်းခြုံထားတာကမန်မုတ်ရွတ်ဖတ်တန်တဲ့။အုံရန်တုံနိမိတ်တံအဝမင်္ဂလင်စ။အုံရန်တုံနိမိတ်တံဖရာတရားတန်ကတမာဒီဝနှက်ကောင်းနှမျက်တိုးဆောင်နဲ့တောင်ဆောင်နဲ့ကြက်တီကုန်းကိုစောင့်တော်နှက်အပေါင်းတို့အားလုံးမတော်မူကြပါ။မကြည်နဲ့သောအပြစ်များရှိရင်လေအမိုက်အမဲများအားခွင့်လွှတ်တော်မူပါ။အသားအရည်နဲ့မောင်စပင်ပြူဖာယာထမိန်ရင်ရှာနဲ့ရွတ်ဖတ်မန်းမုံနေတဲ့အဖွားအိုကိုတဲအိမ်လေးနဲ့အပြည့်ယောက်ျားမိန်းမတွေကဝိုင်းကြည့်နေကြတယ်။အဖွားအိုရှိနာမှာမဲညစ်ညစ်ဆောင်စုပ်အထက်ထက်နဲ့ရစ်ပတ်ထားတဲ့3နှစ်အရွယ်ကလေးလေးတယောက်ကလေးကောင်းရင်မှတော့အဖွားအိုမြောက်ချီပြီးပြန်ချထားတဲ့စနစ်ပြောင်းအယောထမင်းစလောင်ပုံတစ်ချက်တောက်ကြသားမှာဖီစီကက်ရောက်သမျှအမောင့်ပရောကများရှောင်ကြရှားကြအုံဝေးရတို့ရှောင်ကြရှားကြမျက်စိမိတ်ထားတဲ့အဖွားအိုရဲ့ခန္ဓာကိုယ်ပိန်ပိန်လေးရုတ်တရက်ရင်ထိုးလှုပ်ရှားလာပြီးဝုံငနေထခုန်လိုက်တော့တဲအိမ်လေးပေါ်ကလူပရိသတ်တွေစီကအထိတ်တလန့်အော်တန်နေထွက်လာတယ်။ကလေးတချို့ကစင်ပြေပြီးရင်ခွင်ထဲကကလေးတွေကအော်ငိုကြတယ်။ဟေးကလေးမေဘယ်မလဲကောင်မမိထွေးစိန်ဘဲမလဲဟေ့လာခဲ့ရှေ့ကိုတိုးခဲ့အဖွားအိုလိုပဲထမင်းရင်ရှာနဲ့ရှီနားမှာထိုင်နေတဲ့ထွေးစိန်ဆိုတဲ့ကလေးအမေခန့်ငယ်ငယ်လေးကရီကနေငိုချလိုက်တယ်ပြီးတော့ကြောက်လန့်နဲ့နောက်ဆိုရင်အမေခေါ်နေပြီကြောက်တယ်အမေသွားလိုက်အမေရှေ့တိုးလိုက်အောင်မငါ့ကိုမခံလေးစားလှုပ်သလားဟဲ့အဖွားအိုခုန်လိုက်တာကြောင့်တဲကလေးတလူလုတ်ရင်ထိုးသွားတယ်တေဘော်ကထမင်းရင်ရှာနဲ့မိန်းမတွေအင်ကြီးတုံလုံးကျွတ်နဲ့ယောက်ျားတွေအကုန်လုံးလက်အုပ်တွေခြိလိုက်ကြတယ်။ဟဲ့နင်းကိုငါမှတ်လောက်သားလောက်အောင်ဆုံးမထားတာနင်မမှတ်ဘူး။ဟေးနင့်လင်တော်ထဲမှာဝါခုတ်ရင်ဝချွန်စူးသေးအောင်ငါလှုပ်တာဟဲ့ငါလှုပ်တာလက်အုပ်ခြိထားတဲ့ထွေးစိမ်မျက်လုံးတွေပြူဝိုင်းပြီးတကူလုံးတုံနေတယ်။အေးအခုနင့်သားကိုလေငငယ်ရွယ်နဲ့အသက်သေးအောင်ငါတခါတည်းသေးအောင်လှုပ်လိုက်ရလို့နော်။မလုပ်ပါနဲ့အမေဒေါ်ကြက်ကြီးကိုပြောပေးပါဦးကျုပ်သားလေးကိုမလုပ်ပါနဲ့လို့အဖွားဦးကဝုံငနေတစ်ခါခုန်လိုက်ပြန်နေဟဲ့ထွေးစိန်နောက်ဝေနေတာကိုအဲ့ဒီလိုမပြောရဘူးဒီကောင်မလေးနေတော့ဆိုတဲ့အထိတ်လန့်တန်တွေထွက်လာတယ်အမိုက်မဲဖို့မသိလို့ပါဖေ။မသိလို့ပါထွေးစိန်ဟဲ့ငါပြောတယ်လို့ပြောလေမသိလို့ပါဖေ။ကျုပ်သားလေးကိုတေအောင်မလုပ်ပါနဲ့ဖေ။အဖွားအိုကသပင်ဖြူလေးတွေတလုတ်လုတ်ဖြစ်သွားအောင်ခေါင်းတငိမ့်ငိမ့်လှုပ်လိုက်တယ်။အေးဒီလိုဆိုနင့်သားအသက်မသေးခြင်းငါ့ကိုကျွေးရမယ်။နေဝင်ရီတရောမှာ
စံထမင်းခုနှစ်စုပ်အမဲသားဟင်းနဲ့ခေါစာပြစ်ကြွေးနင်သားချက်ချင်းနေကောက်သွားစေရမယ်ဟဲ့ကြားလားဟဲ့ပြောလိုက်လေထွေးစိန်ကြွေးပါမယ်ပြစ်ပါမယ်လို့အမေကျုပ်တို့အော်ပြောပါလို့ဆိုဒီ YouTube ပို့တော့မှနဲ့တော့ငါသိချင်နေကြွေးပါမယ်ပြစ်ပါမယ်ဖေ။အဖွားဦးကောင်းကြီးရင်ပြစ်လဲလိုက်တဲ့အရှိန်ကြောင့်ဝါကြံကင်းပေါ်တိတ်ထားတဲ့ကလေးကအော်ငိုလိုက်တယ်။မိခဲလေးလူပူလောင်လှတဲ့သားကလေးကိုထွေးစိန်ပွေယူလိုက်ရင်အမေကိုမကြေမနက်နှုတ်ခမ်းကိုက်မိတယ်။ YouTube ပေါ်တော့ပေမဲ့နေရာတကာထွေးစိန်မယူဘူးမပေါ်ဘူးအမေရဲ့ခေါင်လောက်ဝေးလာတဲ့ထွေးစိန်တို့ကြက်တီးကုန်းမြေတဲအိမ်စုလေးဟာပြောင်ဆက်ကိုစိုက်ပြိုးပြီးပြောင်းဆက်ထမင်းနဲ့ပဲအသက်ရှင်ကြတယ်လေစံထမင်းဆိုတာဘလို့ဟာလဲလို့ကြက်တီကုံတဲအိမ်စုမသိတော့ဘူးဆိုတာအမေလည်းသိရသားနဲ့အမေရဲ့ကာလန်မာနဲ့နီးတဲ့ထွေးစိန်တို့အမျိုးရွာဟာကြက်တီကုံကနေဆိုအသွားအပြန်နေကုံခကြီးလောက်ရှိပေမဲ့ထွေးစိန်မမောပါဘူးဒီမလေးဒီမကြီးထွေးစိန်လေပင်ကပစိုးအိတ်ထောင်ထဲမှာထမင်းတုပ်ထမင်းစုပ်စံဖြူထမင်းနဲ့အမဲသားဟင်းတို့အတော်တုံးကတော့ဒီပစိုးအိတ်ထောင်ထဲမှာလမ်းတစ်လျှောက်တွေ့တဲ့ဟင်းရွက်တွေမြစ်တွေနဲ့အပြည့်ပါအမေအကြံလေးအမေကထွေးစိန်နဲ့မုတ်ဆိုးမချင်းတူပေမဲ့ညံချင်းမတူဘူးအမေကညံကောင်းနေထွေးစိန်ကိုအဖေအမျိုးရွာတွေစီကိုတွားခိုင်းတာလဲအမေပဲအဖေအမျိုးတွေကိုပေးဖို့တွားရင်းလာရင်ဟင်းဒီဟင်းရွက်တွေခုခိုင်းမြစ်တွေချိုးခိုင်းတာလဲအမေပဲမျက်နှာပန်းမလှတဲ့လက်ဆောင်တွေကိုထွေးစိန်မယူခြင်းဘူးအမေကအတင်းခိုင်းတာအဖိုးတန်တန်မတန်တန်ကိုကပေးစရာလေးပါမကောင်းတာပေါ့ဟိုကပေးရမယ်သူကလည်းပေးတင်စိတ်ရှိတာပေါ့တဲ့အမေပြောတာမှန်တယ်အဖေတို့အမျိုးတွေလည်းစင်ရဲရှာကြတာပါပဲထွေးစိန်ခူးသွားတဲ့ဟင်းရွက်တွေမြစ်တွေကိုသူတို့လည်းမက်ရှာတယ်ပြီးတော့အဲ့ဒီလက်ဆောင်တွေကြောင့်ပဲအဖေအမျိုးတွေကထမင်းတထုပ်နဲ့အမဲသားဟင်းကိုတအိမ်တစင်လိုက်စုပေးခဲ့ကြတာပေါ့ထွေးစိန်မှာနားတောင်မနားနိုင်ပါဘူးလိုချင်တာလေးရတာနဲ့ရေလေးတစ်ခွက်ခတ်တော့ပြီးအပြေလွှာပြန်ပြေးခဲ့တာဒါတောင်ကြည့်အောင်အချိန်ကလေရွာပြန်ရောက်တာနဲ့နေဝင်မှာပဲခေါ်စာကနေဝင်ရီတရောမှာပြည့်ရမှာဆိုတော့အတော်လောက်ပါပဲဒီခေါ်စာပြစ်ပြီးရင်တော့ဒေါ်ချက်ကြီးကตาလေးချက်ချင်းနေကောင်းမယ်တဲ့ဒေါ်ချက်ကြီးကကြောက်စရာကောင်းလိုက်တာထွေးစိန်ဖြစ်ခုမှသိတော့တယ်ထွေးစိန်ပိုက်ကြီးကြီးနဲ့မှတ်ကြီးတော်ထဲမှာဝါခုတ်ရင်ဝချုံကြီးစုပြီးတိအောင်လှုပ်တာသူလှုပ်တာတဲ့ဒေါ်ချက်ကြီးကိုမှတ်ကြီးမူမူယူယူနဲ့စစ်ဆိုးအောင်ဘာတွေပြောပါလဲမှတ်ကြီးကလည်းထွေးစိန်ယောက်ျားရဲ့မပြောရဘူးအပြောမတက်အဆူမတက်မှတ်ကြီးတို့ဝါခုတ်တဲ့တောတွေဟာဒီတောတွေပေါ့လေအဝှေ့မှာဝယုံပင်တွေရိမ့်နှွဲ့သွားတော့ထွေးစိန်ရင်နဲ့ဒိတ်ခနဲဖြစ်သွားတယ်မှတ်ကြီးဝချွန်စူးတာဒီဝယုံတော်များလားထွေးစိန်နင်းလျှောက်နေတဲ့ဝါရွက်6တွေဟာအခုမှအတန်ပိုးမြည်လာသလိုပဲထွေးစိန်မြန်မြန်လျှောက်ခါမှဝယုံပင်တွေကပိုပြီးရိမ့်နှွဲ့လာသလိုပဲတရွက်6တန်တွေပိုပြီးစူညမ်းလာသလိုဖယားမချောက်နဲ့နော်ငါကြောက်တတ်တာနင်သိရတာနဲ့နင်ကအမဲသားဘူးများငန်းငန်းတက်အမလီဒါလေးတော့မလူလိုက်ပါနဲ့ဟဲ့နင်သားအတွဲဟဲ့နင်သားလေးနေမကောင်းဖြစ်နေလို့ခေါ်စာပြစ်ဖို့ဟဲ့ထွေးစိန်ခြေလန်းတွေပုံမြန်လာရင်ကြောက်စိတ်ကထိမ့်မရတော့ဘူးဝေါကနေဝယုံတော်လေပြင်းတစ်ချက်အဝှေ့မှာတော့တရွက်6တွေပေါ်မှာထွေးစိန်ကစုံပေါက်ပြေးပြီးပစိုးအိတ်ထောင်ကိုကြစ်ကြစ်ပါဆိုရင်သပင်ဖားရဥယျေဖားရနဲ့ပေါ့အမေသာသိရင်ဘလောက်စူလိုက်မလဲကြောက်တယ်အမေရဲ့မှတ်ကြီးရှင်ကြီးခိုးပါရဲ့ငါနောက်လိုက်မလာနဲ့နော်ကြက်တီကုန်းရဲ့နေဝင်ရီတရောကအမောင်ဘက်ကိုလူချင်နေပြီရွာပြင်ပဲတစ်ပင်အုပ်တွေရဲ့အရေးကပိုပြီးမှောင်အောင်လုပ်နေတယ်လို့ပဲအမေရက်ထားတဲ့ဝါပန်းအစ်စ်ကလေးကဝစိမ့်နဲ့လေးတွေမှုေးနေတယ်ဘန်းကလေးထဲမှာငှပြောဘက်ခင်းပြီးစံထမင်း9ပုံပုံထားတယ်စံထမင်းပေါ်မှာအမေသားဟင်းကိုပုံလို့ပေါ့ရွာပြင်ဘက်ခြုံပုတ်တွေနားမှာခေါ်စာပန်းကိုထွေးစိန်ချလိုက်တယ်ပြီးတော့အမေမှားတဲ့အတိုင်းဝါရောင်မအစ်စ်ကလေးနဲ့ခေါ်စာပန်းကိုတတောက်တောက်ခောက်ရင်အမေတင်ပေးတဲ့အတိုင်းအရှင်ကြီးအရှင်ကောင်းတို့အားစံဖြူထမင်းနဲ့အမဲသားဟင်းဖြင့်ခေါ်စာများကျွေးပါတယ်ဖေဟာအပြည့်ရှိကကြည်တော်မူပါတပည့်တော်မဤသားလေးအားအမြန်နေကောင်းအောင်မတော်မူပါဆိုတဲ့စကားကိုအထက်ထက်ရွတ်တယ်အမေကခေါ်စာပြစ်ပြီးတာနဲ့မြန်မြန်ပြန်ခဲ့တယ်ကလေးကတအီအီနဲ့ထွေးစိန်စီလက်ကလေးလှမ်းလို့ဘ
လူလုတ်ချီအားပါမလဲအမေရင်ခွေနဲ့ရကလေးကိုတစ်ချက်ငုံနှံခဲ့ရတယ်မျက်နှာလေးကပူတုံးပဲဒါပေမဲ့မနှက်ပြန်ဆိုတက်တာသွားမှာပါအမေစကားကိုနားမထောင်မဲခိုးစာပန်းနဲ့မလန်မကန်ကအင်ရွက်6တွေပေါ်မှာထွေးစိန်ထိုင်ချလိုက်တယ်ခုမှမောလာတယ်တနေကုန်တနေကန်သွားခဲ့ရတဲ့ပိုက်ထဲမှာရေပဲရှိတယ်အမျိုးတွေကြွေတဲ့ထညက်နှလုံးရဲ့ပေါ့ခိုးစာပန်းဘက်ကိုထွေးစိန်လှည့်ကြည့်တယ်ခိုးစာထမင်းနဲ့အမဲသားဟင်းပုံလေးတွေကဒီအတိုင်းပဲရှိနေစေအလိုဖျားခြုံပုတ်တွေနားစီကရေခနဲ့အလိုလိုမြင်လိုက်ရသလားထွေးစိန်တကူလုံးကြက်သီးတွေတဖြံဖြံထသွားတယ်ခိုးစာကိုစားဖို့နတ်တွေလာကြပြီလားနတ်တွေကတကယ်စားသလားအမေပြောတာထွေးစိန်မှတ်မိပါတယ်နတ်ဆိုတာအငွေပဲစားတာတဲ့ထွေးစိန်ဒီဘက်ကိုပြန်လှည့်လိုက်တယ်အမေကတော့မျောနေတော့မှပဲပြန်ရကောင်းမလားအိုးမပြန်သေးဘူးနတ်တွေအငွေစားတာတိတ်ကြမှာမဟုတ်ပါဘူးချွတ်နဲ့ခြုံပုတ်ထဲကလှုပ်ရှားတဲ့တွင်ထွေးစိန်လန့်ဖြတ်ပြီးခုန်ထားလိုက်တယ်ခိုးစာပန်းစီကြည့်လိုက်တော့ကြည်စမ်းထွေးစိန်ထဲအကြံဥသူတွေလက်ထဲကဝါရောင်မကိုကြစ်ပါအောင်ဆိုရင်ထွေးစိန်တဟုန်တူးပြေးတယ်ဝက်ကြီးဖိုးလုံးတန်ကဲကောက်တဲမကလေးတွေဝိုင်းနေတဲ့ခိုးစာပန်းနာကိုထွေးစိန်ရောက်တာနဲ့ကလေးတွေကိုအတင်တွန့်ထူပြစ်လိုက်တယ်ဟဲ့ဖေစမ်းနင်တို့နော်ကလေးတွေကထွေးစိန်ကိုနင်းနေမှအရေးမလုပ်ပဲထမင်းစုပ်တွေကိုလူစားကြတော့ထွေးစိန်တယောက်ကလေးတွေကိုဝါရောင်းမနဲ့ခုတ်ရင်သူ့ပါအတင်လူစားပြစ်လိုက်တယ်ထမင်းစံဖြူထမင်းနဲ့အမဲသားဟင်းတလုတ်ကရေပဲရှိတဲ့ပိုက်ထဲကိုအရသာရှိခုံဝင်သွားကြတယ်ပေးအောင်ဟေ့ငါပေးအောင်သွားကြတော့ကုန်ပြီဗန်းမေကြံတော့တယ်အမေသာသိရင်တော့ထွေးစိန်ကိုဝစိန်တုံနဲ့စော်ပလော်တီးလိုက်မယ်ပါဇက်ထဲကထမင်းလုတ်ကိုအာပါတရဝိုင်းထွေးစိန်ပြန်ပြေးခဲ့တယ်ဝက်ကြီးတို့ဖိုးလုံးတို့ကလေးတိုက်ကစပင်ဖိုးရုပ်ဖားရထမင်းရင်ရှားနဲ့ထွေးစိန်နောက်ကတဟီဟီနဲ့တဲပေါဝါမှာအမေထိုင်းနေတယ်အမေကိုကြောက်နဲ့အမေရင်ဝင်တွေကသားလေးကိုပွေယူလိုက်တယ်ဟဲအမေခိုးစာပြစ်လိုက်တာကလေးကိုအေးသွားပြီနွေပဲရှိနေတဲ့ကလေးခန္ဓာကိုယ်ကိုစမ်းတက်ရင်ဝမ်းသာအားရအော်တဲ့ထွေးစိန်အတန်အဆုံးမှာအော်တန်နဲ့ကြီးပိုးလာတယ်ဟဲ့အယူမအပေါ်မရဲ့နင့်သားသေးနေတာဟဲ့သိရဲ့လားနင့်သားသေးပြီမိထွေးစိန်ရဲ့ကြောက်ရွံ့တရုပ်လိုငြိမ်သက်တောင့်တင်းသွားတဲ့ထွေးစိန်ရဲ့မေးစိတ်ပေါ်မှာတော့ထမင်းစိဖြူလေးတွေကဖိတ်ဆင်လို့ဆီယာမနုရီအင်းဝရေးသားထားတဲ့ကြားလီကျွန်တော်ဆိုတဲ့ဝတ္ထုတိုလေးနဲ့ခေါ်စာဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ဒုက္ခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှဖျားကျမ်းမာရွှင်လန်းကြပါသည်ရှင်။